Hello,အားလုံးပဲမင်္ဂလာပါအခုကတော့ ready made စာတွေကိုချိုးပြပေးမှာဖြစ်ပါတယ်ဒီ ready made စာတွေလေးမှာကျတော့ဒီအဓိကတော့ထောက်ကလေးတွေပေါ့နော်ဒီထောက်ကလေးတွေတသက်ရဲ့တေချာလေးမထည့်ဘူးဆိုလို့ရှိရင်စာတွေကိုတဲ့အခါကျရင်ဟနေတာတို့ဘေးနာမှာမတက်မရဖြစ်တာတွေဖြစ်တတ်ပါတယ်မွန်နယ်ဒီမှာချိုးတဲ့ ready made စာတွေအားလုံးကထောက်ကလေးကိုအဓိကတက်ရဲနဲ့တေချာလေးထည့်ပေးတာမလို့ဝယ်တဲ့အခါကျလို့ရှိရင်ဘေးနာမှာတွန့်နေတာတွေဖောင်းနေတာမျိုးတွေမဖြစ်ပါဘူး။တဲ့ရဆုံးပြန်ကိုတခြားလေးလုပ်ပေးပါတယ်။ဒါကကြတော့ဝါးတဲ့ပြီးတော့ချုပ်ထားတာဖြစ်တော့လေအယုတ်မှမဝတ်ပေးတဲ့အခါကျတော့ဂျိတ်ကလေးကိုနည်းနည်းလေးရွှေ့ပြီးတော့ပင်အဲ့လေးနဲ့ထိုးပြီးဝတ်ထားပေးတာပါ။တော့ပြန်ပြုတ်ပြတဲ့နေရာမှာတွေ့တာဒီနားမှာဂျိတ်ကလေးပင်အဲ့ကလေးနဲ့လုပ်ကြတာဒါကဝါးတဲ့ပြီးတော့ကိုအဓိကလုပ်ထားတာပါ။ဝါပိန်ကြိုက်တယ်လို့ adjust လုပ်ပြီးဝတ်လို့ရတယ်ဒီမိတ်စာလေးမျိုးလေးမနေ့ကမှချုပ်လို့ရပါတယ်